DJ Albasi Remix DJ K-Tone on Remix Pro. DJ Albasi Remix မင်္ဂလာအပေါင်းနဲ့ပြည်သူကြတော့နားစင်လေးကြီးကြသူအပေါင်းတို့ခင်ဗျာဝင်းနေမင်္ဂလာနေ့ရဲ့ကလေးမှာဖေဖေကြီးဖြစ်တယ်ကိုငိမ့်အေးမေမေကြီးဖြစ်တယ်မက်စင်မာဝင်းတို့ဤသမီးလေးဖြစ်တယ်မစုစုမေးလေးရဲ့တစ်နှစ်ပြည့်ဝင်းနေကလေးသူရောက်ရှိလို့လာခဲ့ပါရရသာတက္ကရာတွေမှာလူလားမြောက်တစ်နှစ်ကုန်းလို့တစ်နှစ်ကြီးတက်ကြီးစကားတက်နေကြအတူယူအသက်တင်တဲ့ရွယ်လေးမှာသမီးလေးမစုစုမေကိုစူတောင်းစကားလေးနဲ့ဘုန်းကြီးလို့အသက်ရှည်ပါသေးလို့စူတောင်းပေးလိုက်ရပါခင်ဗျာဒီနေ့တို့ပြောစရာဝင်းနေကလေးမှာသမီးလေးမစုစုမေကိုတစ်နှစ်ပြည့်ဝင်းနေကလေးမလို့တော်စရာလူကလေးကျင်းပပြီးတော့ဖေဖေကြီးဖြစ်တယ်ကိုငိမ့်အေးနဲ့မေမေကြီးဖြစ်တယ်မက်စင်မာဝင်းတို့နေကလေးမှာဝင်းနေပွဲကလေးကျင်းပနေပြီဖြစ်တယ်ကျွန်တော်အောင်ပါစေအော်ဒီယိုပေါက်ဆက်တန်းကြားတဲ့လူတိုင်းဖေမေရင်းနှီးကြသူဘော်ရာမိတ်ဆွေအပေါင်းအသင်းများတို့ခင်ဗျာသမီးလေးမက်စုစုမေရဲ့ဝင်းနေမင်္ဂလာပွဲလေးသူကြွားရောက်ကြပါရဲ့လေးစားစွာပြကြနော်အောင်ပါစေအော်ဒီယိုပေါက်ဆက်ကြီးကနေပြီးလေလိုင်းကြားနဲ့မျှဝေလိုက်ရပါတယ်ချစ်တော်ပြည်တဲ့ဒီခင်ဗျာDJ အောင်ပါစေ Remix DJ Albasi Remix မင်္ဂလာအပေါင်းနဲ့ပြည်သူကြတော့နားစင်လေးကြီးကြသူအပေါင်းတို့ခင်ဗျာဝင်းနေမင်္ဂလာနေ့ရဲ့ကလေးမှာဖေဖေကြီးဖြစ်တယ်ကိုငိမ့်အေးမေမေကြီးဖြစ်တယ်မက်စင်မာဝင်းတို့ဤသမီးလေးဖြစ်တယ်မစုစုမေးလေးရဲ့တစ်နှစ်ပြည့်ဝင်းနေကလေးသူရောက်ရှိလို့လာခဲ့ပါရရသာတက္ကရာတွေမှာလူလားမြောက်တစ်နှစ်ကုန်းလို့တစ်နှစ်ကြီးတက်ကြီးစကားတက်နေကြအတူယူအသက်တင်တဲ့ရွယ်လေးမှာသမီးလေးမစုစုမေကိုစူတောင်းစကားလေးနဲ့ဘုန်းကြီးလို့အသက်ရှည်ပါသေးလို့စူတောင်းပေးလိုက်တာဒီနေ့တို့ပြောစရာဝင်းနေကလေးမှာသမီးလေးမတ်စုစုမေကိုတစ်နှစ်ပြည့်ဝင်းနေကလေးမလို့ပြောစရာလူကလေးကျင်းပပြီးတော့ဖေဖေကြီးဖြစ်တယ်ကိုငိမ့်အေးနဲ့မေမေကြီးဖြစ်တယ်မတ်စင်မာဝင်းတို့နေကလေးမှာဝင်းနေပွဲကလေးကျင်းပနေပြီဖြစ်တယ်ကျွန်တော်အောင်ပါစေအော်ဒီယိုပေါက်ဆက်တန်းကြားတဲ့လူတိုင်းဖေမေရင်းနှီးကြသူဘော်ရာမိတ်ဆွေပေါင်းတင်များခင်ဗျာသမီးလေးမစုစုမေးရဲ့ဝင်းနေမင်္ဂလာပွဲလေးသူကြွားရောက်ကြပါရဲ့လေးစားစွာပြကြနော်အောင်ပါစေအော်ဒီယိုပေါက်ဆက်ကြီးကနေပြီးလေလိုင်းကြားနဲ့အတူမျှဝေလိုက်ရပါတယ်ချစ်တော်ပြည်သက်ကြီးခင်ဗျာ